မှာဆိုရင်လည်း presenter အနေနဲ့၄နှစ်တာဆောင်ရွက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပထမဦးဆုံးရွေးချယ်ထားခဲ့တဲ့ဝေဟင်နံသမီးအစီအစဉ်မှာလည်းမြန်မာနိုင်ငံရဲ့ပထမဦးဆုံး top 10 ဆက်ရောက်ထဲမှာပါဝင်ထားတဲ့သူလည်းဖြစ်ပါတယ်ဒီကနေ့အခမ်းအနားမှာတော့အခမ်းအနားမှုဖြစ်နေပါဝင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ကျွန်မကတော့တန်သူစာဝင်ဖြစ်ပါတယ်ရှင်ကျွန်တော်ကတော့ WID မှာ2010ခုနှစ်ကနေပြီးတော့အခုအချိန်ထိမြို့ပြအင်ဂျင်နီယာဌာနမှာပညာသင်ကြားနေဆဲဖြစ်တဲ့မောင်ထွန်းဆိုပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ကအရင်ထူးခြားတဲ့အခမ်းအနားကြီးဖြစ်ပါတယ်မောင်လေးဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတော့ WIDU ကျောင်းတော်ကြီးရဲ့10နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကြီးလေးဖြစ်ပါတယ်ဒီလိုမျိုးထူးခြားတဲ့အခမ်းအနားကြီးမှာထူးထူးခြားခြားအနေနဲ့ဖြစ်သွားအောင်လို့အခမ်းအနားမှုကိုလည်းအရင်တော့ပွဲတွေဆိုလို့ရှိရင် presenter ဆိုရင်ယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်စုံတဲ့တတွဲလေးသတ်မှတ်ထားပါတယ်ဒီနေ့မှာတော့ထူးခြားတဲ့အခမ်းအနားဖြစ်တဲ့အတွက်အခမ်းအနားမှုကိုလည်း3တွဲတောင်စီစဉ်ထားပါတယ်အဲ့ဒါဆိုရင် presenter တို့နဲ့2တွဲကိုထပ်ပေးခေါ်လိုက်အောင်ပါရေဟုတ်ကဲ့နောက်ထပ်ချောမောလောက်ပါပြီးတော့ညံရင်ညံသွေးတွေချက်မြတ်တဲ့ချစ်ခင်မှုကောင်းတဲ့ presenter စုံတွဲမောင်လေးညီမလေးအတွဲ2တွဲကိုလည်းထပ်မှတ်ပြီးတော့ဖိတ်ခေါ်ချင်ပါတယ်လက်ခုပ်တန်လေးနဲ့ကျေးဇူးပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်ရဲ့ချစ်ခင်မှုကောင်းတဲ့မောင်ငယ်လေးညီမငယ်လေးတွေကလည်းကိုရိုင်းကိုကြအောက်မှာလာရောက်ကြည့်ရှုနေကြတဲ့ဆရာကြီးဆရာမကြီးတွေနဲ့ကျောင်းသားကျောင်းသူဟောင်းတွေအားလုံးကိုမိတ်ဆက်ပေးလိုက်ပါရှင်ဟယ်လိုဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အခုလက်ရှိ WIDU မှာတက်နေတဲ့ကျောင်းသားတဦးဖြစ်ပြီးတော့ဒီနေ့အစီအစဉ်မှာအခမ်းအနားဘူးအဖြစ်ပါဝင်တွဲဖက်ပေးမယ်အာကာဝင်းစော်ပဲဖြစ်ပါတယ်ခင်ဗျာလာကြတဲ့လူကြီးမများအားလုံးမင်္ဂလာပါရှင်။ကျွန်မကတော့အခုဒီနေ့အခမ်းအနားကြီးမှာအခမ်းအနားမှုဖြစ်တွဲဘက်ပါဝင်တင်ဆက်ပေးမယ်မက်အိတ်ခိုင်စင်ဖြစ်ပါတယ်ရှင်။ဒီကနေ့ခဏကိုကြွားရောက်အောင်ပေးချီးပေးကြတယ်ဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒီကနေ့ခမ်းနားမှာခမ်းနားမှုတို့အဖြစ်ပါဝင်တင်ဆက်ပေးမယ် BEP ကစိုင်းအောင်ခမ်းပိုင်ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ဒီကနေ့စီစဉ်ကိုပါဝင်စီစဉ်တင်ဆက်ပေးမယ်။ B7 ဘက်မှာမက်ခိုင်ကြီးချမ်းပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့အရင်ကပြောရှင်ဖို့ကောင်းတဲ့အချိန်ခါသမီးရလည်းဖြစ်ပါတယ်။အဲ့တော့မောင်လေးတို့ရေမောင်တို့တွေကစီမင်းထက်မှာ presentation တွေအတူတကွပြုလုပ်ကြမယ်ဆိုတော့ပြောတဲ့စကားတွေထဲမှာအမားတွေပါသွားခဲ့လို့ရှိရင်အောက်မှာကြည့်ရှုနေကြတဲ့ဆရာကြီးဆရာမကြီးတွေနဲ့ကျောင်းသားကျောင်းသူဟောင်းအထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေကနေပြီးတော့မြစ်တာရှိထားပြီးတော့တီးခန့်ခွဲလို့ဖို့အတွက်ကိုအရင်ဦးဆုံးကြိုတင်ပြီးတော့တောင်းပန်ထားချင်ပါတယ်ရှင်။ဟုတ်ကဲ့တောင်းပန်နေပါတယ်ခင်ဗျာ။တကယ်လို့လားကျွန်တော်တို့ရဲ့ဒီစီစဉ်တင်ဆက်သူတွေကပေါ့နော်တကယ်လို့တစုံတရာပြောမဆိုမှရှိခဲ့တယ်ဆိုရင်ပြည်သက်ကြီးကလည်းခွင့်လွှတ်ကြမယ်လို့ပြောနေပါတယ်ဗျ။အဲ့တော့ခွင့်လွှတ်မဲ့ပြည်သက်ကြီးဘယ်နှယောက်ရှိတယ်လက်ညှိုးလေးထောင်ကြည့်ပေးပါအောင်ဗျာ။နဲသေးတယ်နော်နဲသေးတယ်ဗျာကြည့်ရတာကျွန်တော်တို့သိပြီးခွင့်မလွတ်ချင်ဘူးထင်တယ်ဗျာခွင့်လွတ်ကြပါလို့ကျွန်တော်တို့ဟုတ်ကဲ့ဟိုးနောက်ကအမတယောက်ကလက်မထောင်နေပြင်အောက်ပါလက်ချလိုက်သေးတယ်ဟုတ်ဗျာဘယ်နာလဲမဟိုးတောင်ပါဘယ်လိုဖြစ်လဲဘယ်လိုဖြစ်လို့လဲရှင်အော်ဟုတ်ကဲ့မဟုတ်ကဲ့မဟုတ်ဘူးအောက်မှာပဝဲစိတ်ကိုက်လို့တဲ့မျိုးလေးကလည်းပုံလို့ပါတယ်တဲ့ဟုတ်ကဲ့ပါဗျာကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဗျဟုတ်ကဲ့အဲ့လိုဆိုလို့ရှိရင်မောင်လေးအမတို့တော့ခွင့်ပြုချက်ပါမေးရသွားပြီဆိုတော့ဟုတ်ကဲ့အဲ့ဒီစကားပြောမှားလို့ရပြီပေါ့နော်ကျွန်တော်တို့ဝိုးလို့ရပြီပေါ့နော်ဟုတ်ကဲ့ကျေးဇူးလည်းမရပါဘူးပေါ့နော်ဟုတ်ကဲ့အားလုံးကိုလည်းပြောရှင်းစေချင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အဲ့လိုဆိုလို့ရှိရင်မောင်လေးမတို့ရဲ့ပထမဦးဆုံးအခမ်းအနားအစီအစဉ်ကဘာများဖြစ်မလဲနော်ပထမဦးဆုံးသောအခမ်းအနားအစီအစဉ်ကတော့အခမ်းအနားဖွင့်တဲ့ကြောင်းကျင်းပမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမြန်မာတက္ကရာ1389ခုနှစ်ပြာသူလောက်ပြည့်ကျော်6ရက်ခရစ်နှစ်2016ခုနှစ်ဇန်နဝါရီလ30ရက်နေ့စနေနေ့အခုချိန်ခါမှာဆိုရင်ကောင်းကင်ကနေမြင့်ကြီးရလဲကောင်းကင်ထက်မှာတကယ်ကိုထိုးလေးတောက်ပပြီးတော့လောကရက်ကိုအလင်းရောင်အကောင်းဆုံးပေးနိုင်တဲ့အချိန်ပြီးတော့ဆရာကြီးဆရာမကြီးတွေနဲ့ပြန်လည်ပြီးတော့တွေ့ဆုံခွင့်ရတယ်ပြန်လည်ပြီးတော့ဖြောပြတင်ဆက်ခွင့်ရတဲ့အချိန်တကယ်ကိုမောင်နှမရင်းချတွေလိုမျိုးပဲ
ချစ်ခင်လေးစားရတဲ့တငယ်ချင်းဟောင်းတွေနဲ့ပြန်လည်ပြီးတော့တွေ့ဆုံရတဲ့အချိန်ဒီနေရာလေးမှာဆိုရင်အနုပညာရှင်အတတ်ပညာရှင်ပေါင်းများစွာတို့ကလည်းလာရောက်ပြီးတော့ချီးမြှင့်ကြတဲ့အချိန်ဒီအချိန်လောက်မင်္ဂလာရှိတဲ့အချိန်ဘယ်နေရာများရှာတွေ့လို့ရမလဲနော်ဟုတ်ပါတယ်ပါကြီးတကယ်ကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့အချိန်ခါသမ ्या လေးပါခင်ဗျာဟုတ်ကဲ့ပါအဲ့တော့မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့အခုလိုအချိန်ခါသမ ्या လေးမှာမောင်လေးထိုးဆိုကနေပြီးတော့မောင်လေးရဲ့အောင်မြင်ခံရတဲ့အတန်အင်အားနဲ့ခမ်းမကြီးတစ်ခုလုံးလွှမ်းသွားအောင်လို့အခမ်းအနားဖွင့်လှစ်ကြောင်းကြီးညာပေးပါဦးရှင်အဲ့ဒါဆိုရင်အခမ်းအနားဖွင့်လှစ်ကြောင်းကျွန်တော်တို့ကြီးညာပေးပြပါခင်ဗျာခုဆိုရင်တော့မင်္ဂလာအချိန်ကြာရောက်ပြီဖြစ်တဲ့အတွက်ရန်ကုန်နောက်ပိုင်းပြည်ပညာတက္ကသိုလ်10နှစ်ပြည့်ချိန်မှနဲ့မောင်မယ်တစ်လွင်ကျိုးစွဲအခမ်းအနားစီစဉ်များကိုစတင်ဖွင့်လှစ်ပြီးဖြစ်ကြောင်းကြီးညာအပ်ပါတယ်ခင်ဗျာရပါပြီရှင်။ဒီနေ့မှာလည်းခင်ဗျာ။ဟုတ်ကဲ့အဲ့တော့မောင်လေးထွန်းဆိုရင်ပထမဦးဆုံးအခမ်းအနားအစီအစဉ်လေးကိုလည်းပြောပြပေးပါဦးကွယ်။အမိုင်အခမ်းအနားအစီအစဉ်ကျွန်တော်တို့နှစ်ပိုင်းခွဲထားတာအမိုင်။ဟုတ်ကဲ့ရှင်။ကျွန်တော်တို့ပထမပိုင်းအစီအစဉ်မှာတော့ဘဘကချုပ်အဖွင့်မိကိုပြောကြားခြင်းနဲ့ကျူးကျော်ကျောင်းသားကျောင်းသူတွေကိုစုချင်းမြင့်တဲ့အစီအစဉ်တွေနဲ့ဒုတိယပိုင်းအစီအစဉ်တွေကတော့ပြောပြအစီအစဉ်တွေပဲဖြစ်ပါတယ်အမိုင်။ဟုတ်ကဲ့အဲ့တော့ပထမဦးဆုံးအစီအစဉ်အနေနဲ့ကတော့ကျမတို့WYDU ကျောင်းတော်ကြီးရဲ့ပပခါချုပ်ဆရာမကြီးဒေါက်တာတင်ကြီးကနေပြီးတော့အဖွင့်မှာစကားပြောကြားမယ့်အစီအစဉ်ဖြစ်ပါတယ်။အဖွင့်မှာစကားပြောကြားပေးဖို့အတွက်ကျမတို့ချစ်ခင်လေးစားမြတ်လို့ရတဲ့ပပခါချုပ်ဆရာမကြီးဒေါက်တာတင်ကြီးကိုစင်မြင့်ထက်သို့ချစ်ခင်လေးစားစွာနဲ့ဖိတ်ခေါ်ပါတယ်ရှင်။ရန်ကုန်နောက်ပိုင်းဒီပညာတက္ကသိုလ်ရဲ့10နှစ်ပြည့်အခမ်းအနားနဲ့မောင်မယ်တစ်လျင်ကြိုးဆိုပွဲကိုကြွားရောက်လာကြသောဒုတိယပါမောက္ခချုပ်နှင့်တကွဆရာဆရာမများကျောင်းသားကျောင်းသူများမိဘဆွေမျိုးများနှင့်ဧည့်သည်တော်များအားလုံးကိုမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်သလိုပါတယ်ရန်ကုန်နောက်ပိုင်းဒီပညာတက္ကသိုလ်ကို2005-2006ခုနှစ်ပညာသင်နှစ်ကနေစတင်ဖွင့်လှစ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်ဟာ2015-2016ခုနှစ်မှာ10နှစ်ပြည့်အခမ်းအနားကျင်းပရခြင်းဖြစ်ပါတယ်။ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲဒီပရိုမာ BTEC နဲ့ BE ဖွဲ့ရပေါင်း1000ကျော်ကိုရန်ကုန်နောက်ပိုင်းဒီပညာတက္ကသိုလ်ကဝေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ရန်ကုန်နောက်ပိုင်းဒီပညာတက္ကသိုလ်မှာ2005ခုနှစ်ကနေစတင်လို့ပါမောက္ခချုပ်တာဝန်ကိုထမ်းဆောင်ခဲ့ကြတဲ့ဆရာကြီးဒေါက်တာစောမင်းအောင်ဆရာကြီးဒေါက်တာခင်မောင်အေးဆရာကြီးဒေါက်တာစောမင်းနိုင်တို့ကိုလည်းကျေးဇူးတင်ရှိကြောင်းဒီနေရာကပဲကျမအနေနဲ့နှုတ်ခွန်းဆက်သလိုပါတယ်ကျမအနေနဲ့ကတော့2010ခုနှစ်ဇူလိုင်လ10ရက်နေ့ကနေရန်ကုန်နောက်ပိုင်းဒီပညာတက္ကသိုလ်မှာပါမောက္ခချုပ်တာဝန်ကိုစတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်တဲ့ကြောင့်မလို့ဒီနေ့ဟာ9နှစ်နဲ့6လတိတိပြည့်တဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်တာဝန်ယူခဲ့တဲ့အချိန်ကစပြီး WYDU ကျောင်းဆင်းအင်ဂျင်နီယာတွေအားလုံးဟာလက်ရုံးရည်ကောနှလုံးရည်ပါခိုင်မာတောင့်တင်းပြီးအရေးချင်းပြေးဝတဲ့အင်ဂျင်နီယာများသာဖြစ်ရမယ်ဆိုတဲ့အဓိကတန်ဋိဌာန်တစ်ခုကိုချခဲ့ပါတယ်အဲ့ဒီနောက်မှာအဲ့ဒီလမ်းကြောင်းပုံကိုသွားနိုင်ဖို့အတွက်အဓိကပီလာ၄ခုကိုလည်းစတင်ပြီးတော့ set up လုပ်ခဲ့ရပါတယ်အဲ့ဒီပီလာတွေကတော့ကျောင်းသားကျောင်းသူအားလုံးဟာစီကံလိုက်နိုင်ရမယ်စိတ်သက်ကောင်းမွန်ပြီးတော့ဖြူစင်ရမယ်ဘာသာရပ်တွေမှာကျွမ်းကျင်ပိုင်နိုင်သူတွေဖြစ်ရမယ်လူမှုဆက်ဆံရေးကောင်းမွန်စေရမယ်ဆိုတဲ့အဓိကမန်တိုင်း၄ချက်နဲ့အညီတာဝန်ထမ်းဆောင်ခဲ့ပါတယ်ဆယ်စုနှစ်တစ်ခုသာကြာမြင့်သေးပေမဲ့ WYDU ကျောင်းဆင်းတွေဟာဒီနိုင်ငံတော်တွင်းမှာသာမကပဲပြည်ရင်းပြည်ပမှာဆက်လက်ပညာစည်းမှုသူအများအများရှိသလိုအလုပ်အကိုင်များကိုလည်းတွားရောက်လုပ်ကိုင်နေကြသူအများအပြားရှိတာကိုတွေ့ရှိနိုင်ပါတယ်။ဒါ WYDU ရဲ့ဂုဏ်သတင်းဆိုတာဟာ WYDU ရဲ့ကျောင်းတော်သူကျောင်းတော်သားများဖြစ်ကြတဲ့ WYDU alumni တွေရဲ့ဂုဏ်သတင်းပဲဖြစ်ပါတယ်။ဒီကျောင်းသူကျောင်းတော်သားတွေနဲ့ကျောင်း WYDU ကျောင်းဆင်းတွေရဲ့အောင်မြင်မှုဟာလည်းဒါ WYDU ရဲ့အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ဒီနေရာကနေကျောင်းသားကျောင်းသူအားလုံးနဲ့ WYDU များအားလုံးကိုဒီချက်အနေနဲ့တိုက်တွန်းလိုတာကတော့မိခင်ကျောင်းတော်ကြီးကိုချစ်တယ်ဆိုရင် WYDU ကိုချစ်တယ်ဆိုရင်ဒါကျောင်းသားကျောင်းသူများအားလုံး WYDU ထွန်းများအားလုံးဟာနေ့စဉ်နဲ့အမျှရိုးသားစွာနဲ့တိုးတက်အောင်စ조사နေကြရမယ်။တူးချင်းတယောက်ချင်းစီရဲ့စ조사မှုအားလုံးဟာလည်းဒါ WYDU ရဲ့ကောင်းတဲ့အတွက်ဂုဏ်တဲ့အတွက်စ조사နေတယ်ဆိုတာကိုအားလုံးအနေနဲ့ရင်ထဲမှာဆွဲဆွဲမြဲမြဲမှတ်ထားစေချင်ပါတယ်။
အင်ဂျင်နီယာဘာသာရပ်ဆိုတာဟာလေဒါစဉ်ဆက်မပြတ်လေးလာနေရမယ်ဘာသာရပ်တစ်ခုဖြစ်တယ်။ဒါကြောင့်ပြီးသွားတဲ့အင်ဂျင်နီယာတွေအတွက်ကိုတော့ဒီချက်အနေနဲ့ဘာသာရပ်တွေကိုခင့်တဲ့အညီဆက်လက်ပြီးတော့ဆက်မပြတ်အောင်အမြဲတမ်းလေးလာသွားကြဖို့ကိုလည်းဒီနေရာကနေပြီးတော့ဒီချက်ကတိုက်တွန်းလိုပါတယ်။နောက်တစ်ချက်အနေနဲ့အင်ဂျင်နီယာပညာရပ်ဆိုတာဟာ professional ပညာရပ်ဖြစ်တယ်။အဲ့ဒါကြောင့်မို့လို့လုပ်ငန်းခွင်နဲ့ရောက်တဲ့အခါမှာလည်းလုပ်ငန်းခွင်ရဲ့စီကံတွေအင်ဂျင်နီယာရဲ့ကျင့်ဝတ်တွေကိုလည်းလိုက်နာကြဖို့အထူးထပ်မံမှာကြားလိုပါတယ်။ WYDU ဟာ2015ခုနှစ်မှာနိုင်ငံတကာအဆင့်မီ organization တစ်ခုအနေနဲ့အသက်မှတ်ခြင်းခံရတဲ့ ISO 9001-2008 ကိုရရှိခဲ့တယ်လို့ AUN ကျွေလို့ခေါ်တဲ့ ASEAN University Network Quality Assurance System နဲ့လည်း2015ခုနှစ်ဒီဇင်ဘာလကပင်စတင်ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။ဒီတဲ့တဆင့်တက်ပြီးတော့မြန်မာအင်ဂျင်နီယာကောင်စီကအသိအမှတ်ပြုပေးမဲ့ accreditation လက်မှတ်ရအောင်ဒီ2016ခုနှစ်ကနေစတင်ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း WYD တွေအားလုံးကိုဒီချက်အနေနဲ့အသိပေးပြောကြားလိုပါတယ်။ဒီပွဲကိုဖြစ်မြောက်အောင်စီစဉ်ပေးခဲ့ကြတဲ့ရန်ကုန်နောက်ပိုင်းဤပညာတက္ကသိုလ်ရဲ့စာပေယဉ်ကျေးမှုနဲ့အမှုပညာအသင်းဥက္ကဋ္ဌဒေါက်တာသက်ဦးကျောင်းရဲ့ brown မြေသချင်းကိုကိုရိုင်းရေးဆက်တည်ကုန်ပြီးဖျော်ဖြေရေးလုပ်ငန်းတွေမှာအစဉ်အားနဲ့တရောဆောင်ရွက်ခဲ့တဲ့ဒုဥက္ကဋ္ဌဆရာဦးလာဆိုပညာသင်နဲ့မစတင်ခင်တည်းကကို10နှစ်မြောက်ပွဲအတွက်ဆိုပြီးတော့အမြဲတမ်းစ조사ခဲ့ကြတဲ့ organizer တွေ state manager တွေKing Queen ပြဆက်အငိမ့်ဝင်စတဲ့ဖျော်ဖြေရေးလုပ်ငန်းစဉ်တွေအားလုံးအရက်ရက်တည်းရဲ့တာဝန်ခံတွေ WYDU alumni များ volunteer များကျောင်းသားကျောင်းသူများအားလုံးနဲ့ပြောင်းလာတဲ့ဒါဆရာဆရာမများအားလုံးကိုလည်းဒီချက်အနေနဲ့ကျေးဇူးအထူးတင်ရှိကြောင်းကိုဒီနေရာကနေမှတ်တမ်းတင်ပြောကြားလိုပါတယ်။ရန်ကုန်နောက်ပိုင်းဤပညာတက္ကသိုလ်မှာ2015ခုနှစ်ကနေပြီးတော့2005ခုနှစ်ကနေ2015ခုနှစ်ထိတာဝန်ယူထမ်းဆောင်ခဲ့ကြတဲ့ဆရာဆရာမများအားလုံးကိုလည်း10နှစ်ပြည့်အထူးဆရာတော်ပဲအနေနဲ့ဖေဖော်ဝါရီလ23ရက်နေ့မှာရန်ကုန်တက္ကသိုလ်တွင်မှာရှိတဲ့စေရတုခမ်းမမှာစီကားတိုက်တိုက်စွာဆက်လက်ကျင်းပသွားဖို့ရှိပါတယ်။အဲဒါကြောင့်ဖိစာရသည်ဖြစ်စေဖိစာမရသည်ဖြစ်စေ2005ခုနှစ်ကနေ2015ခုနှစ်အထိတာဝန်ယူထမ်းဆောင်ခဲ့ကြတဲ့ဆရာဆရာမများအားလုံးကိုလည်းစေရတုသဘင်ကို73ရက်နေ့ဖေဖော်ဝါရီလ73ရက်နေ့မှာကြွရောက်ဂေါရခံကြဖို့ဒီချက်အနေနဲ့ဒီနေရာကနေဖိတ်ကြားပေးပါတယ်။တစ်ဆက်တည်းမှာပဲဒီကျောင်းသားကျောင်းသူတွေအားလုံးကိုလည်းအဲ့ဒီနေ့မှာတက်တက်ကြွကြွနဲ့ဆရာဆရာမအားလုံးကိုတစုတည်းတဝေးတည်းတနေရာထဲမှာဂေါရချပွဲဖြစ်တဲ့ကြောင့်မလို့အားလုံးပါဝင်လာရောက်ဖို့ဒီချက်အနေနဲ့လည်းဒီနေရာကနေဖိတ်ခေါ်လိုပါတယ်။ဒါနောက်ဆုံးအနေနဲ့ဆိုရင်တော့ဒီချက်အနေနဲ့ WYDU ကျောင်းတော်သားအားလုံးကိုစားတဲ့တဘူအောင်မြင်မှုတွေအများကြီးရရှိပါစေလို့ဒီချက်အနေနဲ့ဆုတောင်းပေးလိုပါတယ်။နောက်တစ်ခုကလည်းရန်ကုန်နောက်ပိုင်းဤပညာတက္ကသိုလ်ကြီးရဲ့10နှစ်မြောက်ဗတ်ထေးမှာဒီတဲ့ဘက်ကနှစ်တရာတိုင်းနှစ်ပေါင်းများစွာတိုင်အောင်ဒီတဲ့တရားရှိစွာခိုင်မြဲပါစေလို့လည်းဒီချက်အနေနဲ့ဆုမွန်ကောင်းတောင်းပေးပါတယ်။နိုင်ငံတကာအဆင့်မီတက္ကသိုလ်တစ်ခုဖြစ်လေအမြန်ဆုံးရည်တည်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ညီကုန်းချုပ်အပ်ပါတယ်။အားလုံးရှင်လန်းချမ်းမြေ့ကြပါစေ။ ခုလိုမျိုးအပွင့်မှာစကားပြောကြားပေးပါတော့ WIDU ရဲ့မိခင်ကြီးအမောက်ခါချုပ်ဒေါက်တာသိန်းကြီးဟာအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့အခုစတင်ပြီးတော့ဒီအချိန်ကတော့အားလုံးငြိမ်ငြိမ်လေးနေလို့ရတဲ့အချိန်မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အခုအားလုံးကြိုတင်သိထားပြီးသားဖြစ်မှာပါမောင်လေး WIDU အကြောင်းရဲ့theme song လေးရှိပါတယ်အားလုံးလည်းကြိုတင်ပြီးတော့နားထောင်ပြီးသားဖြစ်မယ်လို့ထင်ပါတယ်ရှင်ဟုတ်ပါတယ်မအေးကျွန်တော်တို့ရဲ့အကြောင်းတော်ကြီးမှာ WIDU theme song စာရွက်လေးတွေလည်းဝေထားတာရှိပါတယ်ခင်ဗျာဟုတ်ကဲ့စာသားလေးတွေလည်းအားလုံးစာရွက်ကလေးတွေနဲ့ဝေထားပြီးပါပြီtheme song ကလည်းအရင်ကမြူးကြွသွက်လက်တယ်ဆိုတော့အောက်မှာလာရောက်ပြီးတော့ကြည့်ရှုနေကြတဲ့တငယ်ချင်းဟောင်းကျောင်းသားကျောင်းသူဟောင်းတွေရောယခုလက်ရှိကျောင်းတော်ကြီးမှာတက်ရောက်ပညာသင်ကြားနေကြတဲ့မောင်ငယ်ညီမငယ်တွေအားလုံးလည်းလိုက်ပါပြီးတော့အတူတူလိုက်ဆိုပေးဖို့အတွက်အပေါ်ကနေပြောကြားချင်ပါတယ်ရှင်အားလုံးအတူတူဆိုပေးမယ်မလားအတန်နည်းနည်းကြိုးသေးတယ်ဝါစမှုတက္ကသိုလ်ကနော်အားနဲ့အိမ်နဲ့ဖြစ်ရမှာပေါ့ဆိုပေးပါလားဒါမှပေါ့โอเคဒီသချင်းလေးကတော့တေးရရွှေကြော်ကြော်ကနေပြီးတော့ဒီကုန်းဆက်သိပေးထားတာပါဟုတ်ကဲ့ပါမအေးကျွန်တော်တို့အနေနဲ့ WIDU theme song အဖွဲ့ကိုမဖိတ်ခေါ်ခင်လေးမှာ WIDU theme song ကို
တီးခတ်ပေးမဲ့အဖွဲ့ဝင်တွေနဲ့မိတ်ဆက်ပေးကြပါရခင်ဗျာ ဟုတ်ကဲ့မိတ်ဆက်ပေးရမှာပါရှင် WID အသင်းဆောင်မှာတော့ guitarist တိတ်တီအောင် keyboard ရဲမောင် bass guitar ကောင်းမြတ်ဝင်းနဲ့နောက်ခံ DJ ကတော့ DJ လင်းခတ်ပဲဖြစ်ပါတယ်ခင်ဗျာ လက်ခောက်တန်လေးနဲ့အားပေးလိုက်ပါအောင်ရှင်ဟုတ်ကဲ့ WIDU ရဲ့သင်းဆောင်လေးကိုအားလုံးပဲအတူတူသီဆိုဖို့အတွက်ကိုပြောကြားချင်ပါတယ်သီဆိုပေးမဲ့မောင်ငယ်ညီမငယ်တွေကိုလည်းဆင်းပြင်းထက်သို့ဖိတ်ခေါ်ချင်ပါတယ်ရှင်လက်ခောက်တန်လေးနဲ့ကြိုဆိုပေးပါအောင်ရှင်ဗိဓာပြ